အားလုံးမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်တို့ဒီဆိုင်ကယ်ပဲဖြစ်ဖြစ်မိဆက်ပဲဖြစ်ပေါ့နော်စီတန်ကြီးတွေတန်ကြီးတက်ပြီးတော့အမှတန်မုံတွေတအားများတော့တဲ့ကြောင့်မဟုတ်စီတန်ကြီးမှာစီထည့်ပြီးတော့တုံးရတာအစင်သိမ့်မပြေတော့ဘူးနော်အဲ့ဒီအတွက်အလွယ်လုံနီးပေါ့နော်အလွယ်လုံနီးပေါ့ဒီမှာဟိုတောက်ယူတန်ပူလေးတပူရယ်ဒါကဆိုင်ကယ်ကျွတ်နာကရှိတဲ့အတန်လေးပေါ့နော်ဒီအတန်လေးရယ်ဒါလေးနဲ့လုံးမှာဖြစ်ပါတယ်တချို့ကြတော့လှုပ်ထားတယ်ပဲဒီလိုရေတန်းဘူးထဲကိုလေသူတော့ပိုက်ရုပ်ဒီလိုမျိုးထည့်ပြီးတော့လှုပ်တော့လေခိုးတာတွေနိုးရခက်တာတွေဖြစ်တာပေါ့နော်အဲ့တော့ခုကျွန်တော်နဲ့တူတီထွင်ကြအောင်ဒီလိုပုံစံလေးပေါ့နော်ကဲပါအခုကျွန်တော်စီမှာဒီလိုကောက်လေးရှိတော့ဗောနော်ကောက်လေးရှိတော့ကျွန်တော်ကတော့အလွယ်တကူဒီကောက်လေးနဲ့ပဲပေါက်လိုက်မယ်မိတ်ဆွေတို့ကလည်းအဆင်ပြေတဲ့ဟာလေးနဲ့ဖောက်ဖို့နော်ကျွန်တော်ဒီထက်ကိုယူလိုက်တယ်ဒီမှာခွက်နေတော့ခွက်နေတာကျွန်တော်ဘာလို့ယူလဲဆိုရင်လေတကယ်လို့တက်စီမှာအနေအနစ်တွေပါလာမယ်ဆိုရင်ဒီဘင်းထဲမှာကျနေပြီနော်အဲ့တော့ဒီမှာဆိုရင်သူကအနေအနစ်တွေကိုစစ်ပြီးသားဖြစ်သွားဘူးနော်ဟုတ်ကဲ့ပါအနေတော်လေးကိုအနေတော်လေးပါနော်โอเคဟုတ်ကဲ့ပါဒီခါကတော့ဒီထဲကပွားစံလေးကိုဒီမှာပေါ့ဒီကောင်လေးတခြားဟာနဲ့တော့မတူဘူးနော်အခုတော့ဘယ်တော့ခဏဒီမျိုးလာကြတယ်ပဲနော်အဲ့တော့ဒါလေးနဲ့ဒီမှာတော့ကီးလေးရှိရတယ်နော်အဲ့ကီးလေးနဲ့ပဲဒီမှာထည့်လိုက်မယ်ဒီဘက်ကဒီမှာ၄တောင်ကီးဒီမှာ၄တောင်ကီးဆိုဒီမျိုးလေးပေါ့နော်ဒီလိုမျိုးလေးထည့်လိုက်မယ်ပြီးရင်နိုင်လက်တံပြောင်းပြန်လေးနဲ့ပဲထုတ်လိုက်မယ်โอเคဒီကောင်လေးကိုဒီထဲကိုထည့်ပြီးတော့ဒီမှာလာလောက်ဖို့ကြတော့အနေငယ်ခက်ခဲမှာပေါ့နော်အဲ့တော့ကျွန်တော်ကတန်ကြိုးလေးတစ်ချောင်းယူလိုက်ပါတယ်တန်ကြိုးလေးတစ်ချောင်းယူပြီးတော့ဟိုဒီထိတ်မှာကျွန်တော်အဲ့လိုလေးနည်းနည်းလေး꿰ထားလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာပေါ့နော်ဒါလေးထောက်နေဖို့ပေါ့နော်အဲ့လိုလေးထောက်နေဆိုရင်ကျွန်တော်ဒီမှာ AC ဆွဲလို့ရရပါနော်လောက်ကူပါပဲโอเคတကယ်လို့ကိုကဒါကြီးလွတ်တော့မှဆိုရင်အဲ့ဒီဝါရှာလေးကိုအရင်ထည့်လိုက်မယ်ဒီနေ့လေးတစ်လုံးယူမယ်ဒါလေးကိုတော့လက်လေးနဲ့နည်းနည်းဖိထားပါနော်ဆိုရင်ဒီကောင်လေးထည့်ရတာတော်တော်ကြီးဖြစ်သွားပြီပေါ့နော်မှန်နော်ကျွန်တော်အခုလိုမလုပ်ထားစတိုင်ဆိုရင်ကြည့်တယ်သူကမိုက်တယ်နော်ဒီမှာကြည့်နော်သူကဘယ်လိုဖြစ်သွားလဲဆိုတော့တကယ်လို့ကျွန်တော်တက်စီထဲမှာရှိတဲ့အနေတွေကဒီအောက်မှာပဲကြာမှာနော်ဒီကောင်အတန်အပေါ်ရောက်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအနေတွေပါအောက်မှာဆင်းသွားဒီမှာပဲစုနေမှာပေါ့နော်ဒီအောက်ခြေမှာစုနေမှာပေါ့နော်အဲတစ်ချက်ခုတ်နှစ်ချက်ပြပေါ့နော်ဒီကောင်လေးတော့နည်းနည်းလေးတင်းတင်းလေးရှိဖို့လိုပါနော်တင်းတင်းလေးလုပ်ပြီးဖို့လိုတယ်ဒီလိုမချက်ပဲဒီဟာလေးပဲချက်သွားရုံလုံးဝမိုက်ရနော်โอเคပါတလောက်ပါပဲနော်ဒီကောင်လေးကိုကျွန်တော်ဒီမှာတက်စီပိုက်လေးထည့်ပြီးတော့လိုအပ်တဲ့နေရာကိုကျွန်တော်တို့ဒီမိဆက်ဆိုလဲမိဆက်ရဲ့စီပိုက်လေးထည့်လိုက်ပါနော်ဆိုင်ကယ်ဆိုလဲဆိုင်ကယ်ရဲ့စီပိုက်လေးထည့်ပြီးတော့လက်တော်သုံးလို့ရတာပေါ့နော်ဟုတ်ကဲ့ပါဒီရောဘာလေးနဲ့ကျွန်တော်ကဟိုစီလုံးဝါရှာပြန်လုပ်တဲ့အတွက်ကြောင့်မို့ပေါ့နော်တချို့ကပြောတာတော့ဒီရောဘာကတက်စီနဲ့ထိရင်ကြာလာရင်အရေးပျော်တော့မယ်ပေါ့နော်အဲ့လိုလေးပြောကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်သုံးခဲ့တာတော့ဟိုခဏတစ်ဖြုတ်မလားတော့မသိဘူးနော်ကျွန်တော်လည်းခဏတစ်ဖြုတ်လောက်ပဲသုံးခဲ့ဘူးတော့လीနော်အဲ့တော့ကျွန်တော်တို့ဘာမှတော့မဖြစ်ဘူးဗျဒီလိုရေရှည်သုံးတဲ့လူတွေပေါ့နော်ဘယ်လိုမျိုးထွင်ကြသလဲပေါ့နော်အဲ့တော့ဒီထက်ကောင်းတာလေးတွေ
မိတ်ဆွေတို့တီထွင်ထားတယ်ဆိုရင်လည်းဝေမျှကြပါအောင်ဗျဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်